အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တကူတန်းမိခင်ဘွားနဲ့လောကဒန်ကိုရုန်းကန်နေရတဲ့အမျိုးသမီးတယောက်ရဲ့ထူးဆန်းတဲ့ထိရမှန်ဇလန်လေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဇလန်ရဲ့အစမှာတော့ Adele ဆိုတဲ့အမျိုးသမီးနဲ့မိတ်ဆက်ပေးပါစီသူဟာခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီးနောက်မှာတားဖြစ်သူ Henry လေးနဲ့အတူ Dixit Chocolate တဲ့ဘဝကိုဖြတ်တန်းနေရတာပါသူတို့သားမိဟာအရင်ကစုဆောင်းထားတဲ့ပတ်စံလေးနဲ့ပဲချွေတာပြီးရုန်းကန်နေကြရတာပေါ့ဒါပေမဲ့သူ့ရဲ့ခင်ပွန်းဟောင်းကတော့အသစ်ဆက်ဆက်မိသားစုနဲ့အတူစီးစိမ်ရှိရှိနေထိုင်နေပြီးတားဖြစ်သူ Henry ကိုတောင်လှည့်မကြည့်တော့ဘူးဗျတားလေး Henry ကလည်းသူ့အမေဝမ်းနဲ့ပူဆွေးနေတာအထီးကျန်နေတာတွေကိုကြည့်ပြီးအယမ်းစိတ်မကောင်းဖြစ်တာပေါ့ဒါကြောင့်ကလေးတဘာဝအတိုင်းသူ့အမေကိုပြောအောင်အစွမ်းကုန်စူးစမ်းရှာပါတယ်အမေပြောမယ်ဆိုရင်ဒါဘာမှမဆိုလူပေးမယ်ဆိုပြီးအမေစပင်လီတွေကိုစီးပေးတာရုပ်ရှင်အတူကြည့်တာနောက်ဆုံးအမေနဲ့အတူကချင်တွေဆိုရင်တော့ကပေးဖို့အသင့်ပဲပေါ့ဒါလေးရဲ့ရည်ရွယ်ချက်ကတော့အရင်တုန်းကသူတို့မိသားစုမပြိုကွဲခင်ကရှိခဲ့တဲ့ပျော်ရွှင်မှုမျိုးအမေစီမှာပြန်တွေ့ကျင်တာပါဒါပေမဲ့အိဒိုခမရမှာတော့အိမ်တော်ရေးပစ္စည်းမှုကပေးလိုက်တဲ့စိတ်တရားတွေကအယမ်းနှက်ဆိုင်လုံးတော့ဘလို့မှရုံးမထွက်နိုင်သေးလို့ဗျဒီကမှာတော့အိဒိုနဲ့ဟန်ရီတို့ဟာအဝတ်အစားနဲ့လူသုံးကုန်ပစ္စည်းတွေဝယ်ဖို့ကုန်လိုက်တစ်ခုကိုတွားခဲ့ကြတယ်အမေဖြစ်သူကပစ္စည်းတွေရွေးညီတော့မှဟန်ရီကကာတွန်းစာအုပ်အသစ်လေးတွေတွားကြည့်ဖို့ခွင့်တောင်းတော့ပေါ့အိဒိုကလည်းအဝေးကြီးမတွားနဲ့နော်ဆိုပြီးခွင့်ပြုလိုက်ပါတယ်ဟန်ရီတယောက်စာအုပ်တွေလှမ်းကြည့်နေတော့မှပဲရုတ်တရက်ထူးဆန်းတဲ့လူတယောက်သူနာကိုကတ်လာတယ်အဲ့ဒီလူရဲ့ဘိုက်မှာဓာတ်ထိုးတန်ရာကြီးတစ်ခုရှိနေတာဗျခလီးဆိုတော့ဟန်ရီကအဲ့ဒီတန်ရာကိုလက်ညှိုးထူးပြလိုက်မိတာပေါ့အဲ့ဒီလူကလည်းသူဒဏ်ရာရထားတာသိတယ်ဒါကြောင့်ဒဏ်ရာကိုကုသဖို့အတွက်သူ့ကိုကူညီပါအောင်လို့ဟန်ရီကိုအကူအညီတောင်းတော့တာပဲပြီးတော့ဟန်ရီနဲ့ဘသူပါလာလဲလို့မေးတဲ့အခါဟန်ရီကလည်းရိုးရိုးသားသားပဲအမေနဲ့လာတယ်လို့ပြန်ဖြေလိုက်တယ်အဲ့ဒီနောက်မှာတော့ဟန်ရီကအဲ့ဒီဒဏ်ရာရနေတဲ့လူကိုသူ့အမေစီခေါ်သွားပါလိမ့်အဲ့ဒီလူကသူ့ကိုသူ Frank လို့မိတ်ဆက်ပြီးသူဒဏ်ရာရနေလို့အကူအညီလူချောင်း跳တာပေါ့မျက်စိရှိမှာစိမ့်တက်တက်လူတယောက်ကတားဖြစ်သူရဲ့ဘေးမှာရက်နေတာကိုမြင်လိုက်ရတဲ့ Adele တယောက်ကတော့ထိတ်လန့်တုန်လှုပ်သွားပြီးသူ့ကိုကူညီဖို့ပြက်ပြက်တတညှင်းဆန်လိုက်ပါတော့တယ်ဒါပေမဲ့ဒီလူစင်း Frank ကအရှော့မပေးဘူးဗျာအကူအညီပေးဖို့အတင်းချက်တောင်းဆိုလာတော့တာပဲAdele လဲကြောက်တားဖြစ်သူအတွက်လဲစိုးရိမ်တာနဲ့နောက်ဆုံးတော့ဝဲကြရှိတာတွေကိုကမန်းကတန်းဂွေရှင်းပြီး Frank ကိုသူတို့အိမ်စီခေါ်လာခဲ့ရပါတော့တယ်အင်ပြန်လန်းကချောင်းလုံးမှာဘယ်သူမှစကားတစ်လုံးမှမပြောကြဘူး Adele နဲ့ Henry တို့သားမီးနှစ်ယောက်လုံး Frank ရဲ့ရှိနေမှုကြောင့်အသက်တောင်ဝါမရှူရဲပဲတင်းမာနေကြတာပေါ့အိမ်ရောက်တော့သိမကြခင်မှာပဲရုပ်မြင်သံကြားတဲ့မှာ Frank ရဲ့အမျက်နှာကြီးကဝင်းကနာပေါ်လာပါလေရောအဲ့ဒီချိန်မှာတင် Frank လည်းဖုံးကွယ်ထားလို့မရတော့တာနဲ့အမှန်တရားကိုဖွင့်ပြောလိုက်ရတော့တယ်တကယ်တော့သူဟာထောင်ဆေးရုံကနေထွက်ပြေးလာတဲ့အကျဉ်းသားတစ်ယောက်ဗျဒီလူနဲ့လည်းအလုသမားနဲ့လေဘာဒေးအားလျက်မှာသူတို့သားမီးရဲ့ဘဝဟာထာဝရပြောင်းလဲသွားမယ့်အခြေအနေစီကိုဆက်ရောက်သွားခဲ့တယ် Frank ရဲ့နောက်ကျောင်းကိုတိလိုက်ရတော့ Adele နဲ့ Henry တို့ပို့ပြီးတော့ကြောက်လန့်သွားကြတာပေါ့ဘာလို့ရမှန်းမသိပဲတောင်းတောင်းကြီးထိနေကြတော့ Frank ကသူဟာဒီအိမ်မှာတညပဲတေးခိုဖို့လိုတာပါလို့ရှင်းပြတယ်သူထောင်ကနေလွတ်အောင်ဒုတိယထပ်ကနေခုံ6ကေတုန်းက6တောက်ကလည်းခောက်သွားခဲ့တာကိုသူ့ရဲ့ရှိနေမှုကိုသာလျှို့ဝှက်ပေးထားမယ်ဆိုရင်သူတို့သားမီးကိုဘာမှအန်ဒီရမပြူပါဘူးလို့လည်းကတိပေးတယ်Adele လည်းကြောက်လန့်နဲ့ပဲသူတကယ်အန်ဒီရမပြေးဖို့မျှော်လင့်ပြီးတညလည်းခွင့်ပြုလိုက်ရတာပေါ့ Frank ကလည်းသူဟာသူ့ဘဝမှာအဖြစ်မဲ့တဲ့သူတွေကိုတခါမှဒုက္ခမပေးခဲ့ဘူးလို့အခိုင်အမာပြောချပါတယ်ဒါပေမဲ့အကယ်၍ရဲတွေသာရောက်လာရင် Adele တို့သားမီးမှာအချင်းသားကိုလက်ခံထားတဲ့အဖြစ်မရှိရလေအောင်သူကအကြံတစ်ခုပေးတယ်ဗျအဲ့ဒါကတော့ Adele ကိုကလထိုင်မှာအသေးချာတုံ့ထောင်ထားဖို့ပဲဒါမှသာသူတို့ဟာပြန်ပြေးဆွဲခံထားတာပါလို့အများအမြင်မှာထင်အောင်လို့လေအဲ့ဒီလိုနဲ့ Adele ကိုကလထိုင်မှာတုံ့နှောင်ပြီးတဲ့နောက်မှာတော့ Frank ဟာရေခဲတက်တာထဲကအသားတွေကိုထုတ်တသေးချာချာစီးကြောပြီး Adele နဲ့ Henry တို့အတွက်ဟင်းချက်ပေးတော့တာပဲသူတို့သားမီးကတော့ကြောင်ကြည့်နေတာပေါ့ Frank ရဲ့ဟင်းချက်လက်ရနဲ့ကျွမ်းကျင်မှုကိုကြည့်ပြီးသူတို့နှစ်ယောက်လုံးအံ့ဩသွားကြတယ်ဟင်းလဲနူးရောအားလုံးအတူတူထိုင်စားကြတာပေါ့ Frank ရဲ့နူးညံ့တိမ်မွေးတဲ့အပြုတ်မှုတွေကိုမြင်ရတော့မှဒီလူက TV ထဲမှာပြတဲ့ကြောက်စရာကောင်းတဲ့ရာဇဝတ်သားပုံစံမျိုးနဲ့လုံးဝမတူပါလားဆိုပြီးစတင်တတိထားမိလာကြတယ်အဲ့ဒီညမှာပဲအပြင်ဘက်မှာအခြေအနေတွေငြိမ်သက်သွားတဲ့အခါ Frank ဟာ Adele ကိုတုံ့နှောင်ထားတာတွေကိုဖိပေးလိုက်တယ်သူ့စိတ်ထဲမှာအမျိုးသမီးတယောက်ကိုဒီလိုကြီးဆက်ပြီးမထားရတော့ဘူးလေပြီးတော့သူတို့သားမီးကိုအိပ်ယာဝင်ခိုင်းပြီးသူကတော့ဧကန်ကဆိုဖာပေါ်မှာပဲအိပ်လိုက်ပါတော့တယ်နောက်တနေ့မနက် Henry နိုးလာတော့အံ့ဩစရာပဲပါ Frank ကမနက်စာတောင်အစင်သင်းပြင်ထားပြီးပြီမနက်စာစားနေရင် Henry ကသတင်းစာကိုပဲစိုက်ကြည့်နေမိတယ်သတင်းစာမျက်နှာဖုံးမှာက Frank ကိုဖမ်းဆီးဖို့ဝိုင်းဝန်းပိတ်ဆို့ရှာဖွေနေတဲ့အကြောင်းတွေကခေါင်းကြီးပိုင်းမှာကိုဒါကို Frank ကမြင်တော့သတင်းမီဒီယာတွေဆိုတာအမှန်တရားနဲနဲနဲ့အလိမ်အညာအဖို့အလွန်တွေကိုရောပြီးရေးတက်ချတာပါလို့အေးအေးဆေးဆေးပဲပြောလိုက်တယ်ခဏနေတော့ Adele လည်းရေမိုးချိုးတန်စိမ့်ပြီးသူတို့နဲ့အတူမနက်စာလာစားတယ် Frank ကကနေဒါကိုသွားမဲ့ယထာထွက်မဲ့အချိန်တွေကိုမေးပေမဲ့ Adele ကတော့သူမှသိကြောင်ပဲပြန်ဖြေနိုင်ခဲ့တယ်မနက်စာစားတီးတဲ့နောက်မှာတော့ Frank ဟာအိမ်ထဲမှာရှိတဲ့ပျက်စီးနေတာတွေကိုလိုက်ဖြင်းပေးတော့တာပဲဗျာနရန်ကအကြောင်းတွေကိုဖာထေးပေးတယ် Adele ရဲ့ကားအဆုပ်လေးကိုပြင်ပေးတယ်နောက်ဆုံး Henry ကို baseball ဘလို့ကစားရမလဲဆိုတာကိုတော့စနစ်တကျသင်ပေးလိုက်သေးတယ်နေဝင်ကြီးတော့အချိန်မှာတော့ Frank နဲ့ Henry တို့ဟာ Frank ကိုအန်ဒီရဲ့ရှိတဲ့လူလိုမမြင်တော့ပဲအားကိုးရတဲ့သူတယောက်လိုမြင်လာကြပြီဂျေဇူးတင်တဲ့အနေနဲ့ Adele က Frank ရဲ့ပြဲနေတဲ့ဘောင်းဘီကိုပြန်ချုပ်ပေးဖို့ကန့်လန့်နေတယ်အဲ့ဒီလိုချုပ်ပေးနေတော့မှပဲ Frank က Adele ရဲ့6တောက်ကအမားယူတစ်ခုကိုတတိထားမိသွားတယ် Adele ကတော့ကကွက်လေ့ကျင့်တုန်းကချော်လဲခဲ့တာပါလို့ပြောပြရင်သူတို့နှစ်ယောက်ရဲ့စကားဝိုင်းလေးကနေ Adele ရဲ့အတိတ်ကနာကျင်စရာဒဏ်ရာတွေဟာလည်းတဆဆနဲ့ပေါ်ထွက်လာပါတော့တယ် Adele တယောက်သူ့ရဲ့အတိတ်ဒဏ်ရာတွေကိုပြောပြနေတော့မှပဲရုတ်တရက်တကားကိုအားပြင်းပြင်းခောက်ကန်ကြီးထောက်ပေါ်လာပါလေတော့အားလုံးထိတ်ခနဲ့ဖြစ်သွားတာပေါ့ Frank ကလည်းချက်ချင်းပဲ Adele ကိုဆွဲခေါ်ပြီးပုံးခိုင်းလိုက်လို့ Henry ကိုလည်းအမီအိမ်မှာမရှိဘူးလို့လိန်ဖြောခိုင်းလိုက်ရတယ်တကားပေါ်မှာရောက်နေတာကတော့တခြားသူမဟုတ်ပါဘူးအိမ်နီးချင်းအမျိုးသမီးတယောက်ပါသူ့ခြံထဲကဆွတ်လာတဲ့လက်လက်ဆက်ဆက်မတ်မွန်သည့်အပြည့်နဲ့ပုံးတပုံးကိုကြိုက်ထားတာပေါ့သူက Henry ကိုမိမေဘယ်မှာလဲလို့မေးတော့ Henry ကလည်းအမေဈေးသွားတယ်လို့လိန်ဖြောလိုက်ရတာပေါ့
အဲ့ဒီမှာအိမ်ကြီးချင်းကဒီနားတစ်ဝိုက်မှာထောင်ပြေးတယောက်ပုံနေတယ်လို့တရင်ထွက်နေတယ်တတိထားကြအောင်လို့တတိပေးပြီးမတ်မွန်တီးတီပေးပြီးပြန်သွားပါတော့တယ်ဘေးအန်ဒီရဲ့ကင်းသွားပြီးဆိုတော့မှအားလုံးတပ်ပြင်းချနိုင်ကြတော့တယ် Frank ကအဲ့ဒီမတ်မွန်တီးတွေကိုကြည့်ပြီးဒါတွေကအရေးသွေးကောင်းပေမဲ့အရင်မြက်နေပြီရပိုင်းအသွေးပုတ်သွားလိမ့်မယ်လို့ပြောရင်မတ်မွန်တီးပိုင်မှုလက်စားဖို့အဒဲလ်စီမှာခွင့်တောင်းလိုက်တယ်အဲ့ဒီမှာထူးဆန်းတဲ့မြင်ကွင်းလေးချလာတယ်ဗျထောင်ပြေးတယောက်ကအဒဲလ်နဲ့ဟန်ရီတို့ကိုမုတ်ဖုံလေးတင်ပေးနေတာလေဂျုံမုံလေးကိုတောင်ကုန်းလေးလိုပုံလိုက်ပါဆိုပြီးမုတ်သားလုံကြီးကအစစိတ်ရှည်လက်ရှည်တင်ပေးရင်းအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့မုတ်ဖို့ခဲ့ကြတယ်မုတ်လိုက်ကြက်ရောအားလုံးအတူတူမြင်ရည်ရှက်ရည်စားကြတာပေါ့အဲ့ဒီအချိန်မှာအဒဲလ်ရင်ထဲမှာတခုခုကိုတတိထားမိသွားတယ်ဗျာငါတတလုံးမျောလင်းတောင်းတခဲ့ရတဲ့ယောက်ျားမျိုးက Frank လို့လူစားမျိုးပါလားဆိုတာပဲဂယုစိုက်တတ်တယ်အားကိုရတယ်ပြီးတော့တွတ်တာလေးအပေါ်မှာလည်းဖခင်တယောက်လိုနှွေးထွေးမှုပေးနေတာကိုဒါပေမဲ့ပျော်စရာအချိန်လေးကခဏလေးပါပဲအကင်ဘက်မှာတော့ရဲကားတွေကဥအော်ဆွဲပြီး Frank ကိုရှာဖွေဖို့ကင်းလည်နေကြပြီလေ Frank ကလည်းသူ့ကြောက်ဒီသားမီဒီဒုက္ခမရောက်စေချင်တော့ဘူးသူကတညပဲတဲခိုဖို့တောင်းဆိုခဲ့တာဆိုတော့ဒီညမှာပဲငါအိမ်ကနေထွက်သွားတော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် Frank ကထွက်သွားဖို့ပြင်ပေးမိအဒေးကတားလိုက်တယ်ဗျ Frank ရဲ့ဘိုက်ကဒဏ်ရာကလည်းအကောင်းပကတိမရှိသေးတော့နောက်ထပ်ရက်အနည်းငယ်လောက်ဆက်နေဖို့အတင်းတိုက်တွန်းကပေါ့ဒါနဲ့ပဲ Frank လည်းနောက်ထပ်ဘဲကိုဆက်သွားရမလဲဆိုတာစဉ်းစားရင်ခဏထက်နေဖို့သဘောတူလိုက်တယ်အဲ့ဒီညမှာပဲအဒေးနဲ့ Frank တို့ဟာတယောက်နဲ့တယောက်ပို့ပြီးရင်းနှီးသွားကြသလိုတန်ရောစင်တွေလည်းတိုးသွားကြတယ်လေတားဖြစ်သူ Henry ကတော့ဒါကိုသိနေပေမဲ့ဘာမှမပြောဘဲတိတ်တိတ်နေပဲစောင့်ကြည့်နေခဲ့တာပါနောက်တနေ့မနက်မှာလည်းထုံးစံအတိုင်း Frank ကပဲမနက်စာပြင်ပေးပြန်တယ်ပြီးတော့အိမ်မှာလိုအပ်တာတွေကိုလိုက်လုပ်ပေးတာပေါ့ဗျာထင်းခုတ်ပေးတယ်လေကားကိုပြင်ပေးတယ်အဒေးရဲ့ကားတာယာအဟောင်းတွေကိုအသက်လဲပေးတဲ့အပြင်အင်ကောင်မိုးကရေဖြူနေပိတ်နေတာကိုပါရှင်းပေးလိုက်သေးတယ်ဒီလိုတေးသေးမမလေးကအစားဂယူးတစိုက်လုပ်ပေးတာတွေကိုမြင်ရတော့အဒေးခမညာ Frank အပေါ်ပို့ပြီးတော့တနာတန်ရောစင်ဖြစ်ပြီးနှလုံးသားတကားကိုအပီးပိုင်ဖွင့်ပေးလိုက်ပါတော့တယ်အဲ့ဒီနေ့လေမှာတော့အဒေးက Henry ကိုသူတို့အမြင်ဝယ်နေကြကုန်းတိုက်မှာဈေးတော့ဝယ်ခဲ့လိုက်တယ် Henry လည်းတက်ကြွလှူရှားစွာနဲ့စပင်းလေးစီးပြီးသွားတာပေါ့ကုန်းတိုက်ထဲမှာပစ္စည်းတွေလိုက်ရှာနေတော့သူ့အရွယ်မင်းကလေးကြောက်နဲ့မတော်တဆဆုံပြီးစကားပြောပြကြတယ်အဲ့ဒါကတော့ Sarah ဆိုတဲ့ကောင်မလေးနဲ့ Henry တို့စတင်တွေ့ဆုံခဲ့ပုံပါပဲအိမ်ပြန်ရောက်တဲ့အခါ Henry က Sarah နဲ့စကားပြောခဲ့ရတာကိုအယမ်းပျော်နေတော့စိတ်လှုပ်ရှားပြီးအိမ်ရှိတကားကြီးကိုကြက်ထိုးဖို့မိတ်သွားတယ်ဗျအဲ့ဒီမှာလည်းပြဿနာကစတာပဲတကားကမပိတ်ထားတော့အိမ်ကြီးချင်းအမျိုးသမီးကြောက်ကခောက်တော့မခောက်ပဲအိမ်ထဲကိုတန်းဝင်လာပါလေတော့သူကအဒေနဲ့အယမ်းရင်းနေတယ်လို့ထင်လို့နေမှာပေါ့အဲ့ဒီအမျိုးသမီးကသူခဏတစ်ဖြုတ်ခရီးသွားစရာရှိလို့မတန်ဆွမ်းထင်နေတဲ့သူ့သားလေးကိုခဏလောက်စောင့်ရှောက်ပေးပါအောင်ဆိုပြီးလာအပ်တာဗျအဒေလည်းအချိန်ကြီးရဲ့အငင်းလူမကောင်းတာနဲ့အဲ့ဒီကလေးရဲ့အမေပြန်မလာမချင်းစောင့်ရှောက်ပေးဖို့သဘောတူလိုက်ရပါတော့တယ် Frank ကတော့ဒီအချိန်ကြီးကိုဘာပြဿနာမှမရှိသလိုပဲရင်ဆိုင်လိုက်တာဗျာရောက်လာတဲ့ကလေးလေးနဲ့ချက်ချင်းမိတ်ဆက်ပြီးအားလုံးတူတူ baseball ကစားဖို့ဖိတ်ခေါ်လိုက်တယ်ကစားနေတော့မှလည်း Frank က Adele ကို baseball ရိုက်တံဘယ်လိုလွှဲရမလဲဆိုတာကိုတေချာလေးသင်ပေးသေးတာယောက်ျားတစ်ယောက်နဲ့ဒီလောက်နီးနီးကပ်ကပ်မရှိခဲ့တာကြာပြီဖြစ်တဲ့ Adele တစ်ယောက်ခမရမှာတော့ရင်နေခုန်ပြီးတုံတုံရင်းရင်းတောင်ဖြစ်လို့ပေါ့ကစားပြီးလို့ညဘက်ရောက်တော့အားလုံးအတူတူဝရန်ဒါနာအနားယူပြီးမှအိမ်ထဲဝင်ပြီး TV ကြည့်ကြတာပေါ့အဲ့ဒီအချိန်မှာပဲသတင်းထဲမှာထောင်ပြေး Frank ကိုအခုထိဖမ်းမမိသေးပါဘူးဆိုတဲ့အကြောင်းထပ်လာပြန်ရောတိတ်မကြခင်မှာပဲအိမ်ကြီးချင်းအမျိုးသမီးကသူ့သားကိုလာခေါ်တော့ Frank လည်းချက်ချင်းပဲပုံလိုက်ရတာပေါ့ဒီမှာရင်တုံစရာဖြစ်လာတာကအဲ့ဒီခနီးလေးဟာရဲတွေလိုက်ရှာနေတဲ့လူကဒီအိမ်ထဲမှာရှိနေတယ်ဆိုတာကိုသူ့အမေကိုပြောပြဖို့ကြိုးစားတာဗျာဒါပေမဲ့ခလေးကစကားပြောရခက်ခဲတဲ့ဝေဒနာရှိနေတော့သူ့အမေကိုတေချာရှင်းမပြနိုင်ရှာဘူးအမေဖြစ်သူကလည်းခလေးပြောတာကိုနားမလည်တဲ့အပြင်ဘာတွေလျှောက်ပြောနေတာလဲဆိုပြီးစိတ်တို့ကခလေးကိုရိုက်ပြီးအိမ်ပြန်ခေါ်သွားပါလိတော့နောက်တနေ့ကြောင်းရောက်တော့ Henry တယောက် Sarah နဲ့ထက်တွေ့ပြန်တယ်သူတို့နှစ်ယောက်က10ကျော်တဲ့အရွယ်လေးတွေဆိုတော့တယောက်ကိုတယောက်စိတ်ဝင်စားတဲ့ခံစားချက်လေးတွေစပေါ်လာတာပေါ့ကြာကြီးတိုင်မှာထိုင်နေတော့ Sarah ကသူ့အမေအကြောင်းရင်ဖွင့်ချတယ်သူ့အမေမှာရီးစားအစ်စ်တွေလာရင်သူ့ကိုအိမ်ပေါ်ကခဏခဏမောင်းချတတ်တယ်တဲ့ Sarah က Henry ကိုမေးတာပေါ့နင်တို့အမေလည်းမှုဆိုးမှာပဲဆိုတော့အဲ့ဒီလိုပဲလားတဲ့ Henry ကတော့ငါအမေကအရင်ကအေးလူလူနဲ့အထီးချက်မိခဲ့တာဒါပေမဲ့လူတယောက်နဲ့တွေ့ပြီးကြတဲ့ကအရင်ကထက်အများကြီးပို့ပြောလာတယ်လို့ဂုံယူစွာနဲ့ပြန်ပြောပြခဲ့တယ်ဒါပေမဲ့နောက်တနေ့မှာတော့မထင်မှတ်ထားတဲ့ဧည့်သည်တယောက်ရောက်လာပြန်တယ်ဗျအဲ့ဒါကတော့ Henry ရဲ့အဖေအရင်ကြီးပေါ့သူက Henry ကိုသူ့ရဲ့မိသားစုတင်းတဲ့အတူစားတောက်ဆိုင်မှာညစာစားဖို့လာခေါ်တာပါပဲ Henry တယောက်သူ့ရဲ့ဖအေတို့အမေကွယ်မုံနှမတစ်တွေနဲ့တွေ့ဆုံရတဲ့ညစာစားပွဲမှာတော်တော်လေးစိတ်အိမ်နေခဲ့တာပါညစာစားပြီးလို့အဖေဖြစ်သူကအိမ်ပြန်ပို့ပေးတဲ့အခါအိမ်ထဲကိုအဝင်မှာမဲမထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရတယ်ဗျာသူ့အမေ Adele တယောက် Frank နဲ့အတူအရန်ကိုပျော်ပျော်ရွှင်ရွှင်ကနေကြတာလေ Adele ကတားဖြစ်သူပြန်ရောက်လာတာကိုမြင်တော့မှကတာကိုရက်လိုက်ပြီးသူတို့ရဲ့အစီအစဉ်တစ်ကိုပြောပြပါတော့တယ်အခုဆိုရင် Frank ကလည်းမုတ်စိတ်မွေးတွေရိတ်လိုက်ပြီးဆိုတော့ပူပြီးတန်တန်ပြန်ပြန်ဖြစ်သွားပြီပေါ့သူတို့နှစ်ယောက်ဟာကနေဒါကိုထွက်ပြေးပြီးဘဝတစ်တစ်ခုစတင်ဖို့ဆုံးဖြတ်လိုက်ကြပြီဗျာ Henry ကလည်းကနေဒါမှာနေချင်တဲ့စိတ်အရင်ကတည်းကရှိနေခဲ့သူဆိုတော့ဒီသတင်းကိုကြားရတဲ့အခါအရန်ကိုဝမ်းသာသွားတာပေါ့နောက်တနေ့မနေ့မှာတော့သူတို့အားလုံးကနေဒါကိုယူသွားမယ့်ပစ္စည်းတွေကိုစတင်ထုတ်ပိုးကြတော့တာပဲ Frank က Henry ကိုအယုတ်တွေအကုန်ယူမနေနဲ့တော့ဟိုရောက်ရင်အသစ်တွေထောက်ဝယ်ပေးမယ်လို့ကတိပေးခဲ့သေးတယ် Frank က Adele ကိုပစ္စည်းတွေတင်စီဖို့ကူညီပေးနေတော့မှပဲ Henry ကအိမ်ထဲကနေတိတ်တိတ်လေးထွက်သွားတယ်ဗျာဘာလို့လဲဆိုတော့သူမသွားခင်မှာ Sarah ကိုနှုတ်ဆက်ခြင်းသေးလို့ပေါ့သူတို့နှစ်ယောက်ဆုံးတဲ့အခါမှာတော့ကလေးတဘာဝကနေလူကြီးဘဝကိုကူးပြောင်းခါစားဆယ်ကျော်သက်လေးတွေရဲ့ရင်ခုန်တန်းတွေကိုစတင်ခံစားလိုက်ကြရတာပေါ့တစ်ဖက်မှာလည်းအိမ်မှာ Adele က Frank ကိုသူ့ရဲ့ကွာရှင်းခဲ့ရတဲ့တကယ့်အကြောင်းရင်းမှန်ကိုရင်ဖွင့်ပြနေခဲ့တာဗျာအတိတ်မှာသူ့ရဲ့ခင်မွန်းဟောင်းကကလေးအရန်လူချင်းခဲ့တာလေဒါပေမဲ့ Adele ခင်ဗျာကလေးပြက်ကြတာ miscarriage 3 ကြိမ်တိုင်ဖြစ်ခဲ့ရတယ်တခါပြက်ကြတိုင်းခင်မွန်းဖြစ်သူရဲ့စိတ်ပြက်အားလုံးမှုတွေက Adele ရဲ့ရင်ကိုဓာတ်နဲ့မွန်းတယ်လို့ခံစားခဲ့ရတာပေါ့စတုထအချိန်မြောက်ကိုဝေမှာတော့ Henry လေးကိုအောင်မြင်မြင်မွေးနိုင်ခဲ့ပေမဲ့ခင်မွန်းဖြစ်သူက Adele အနားမှာရှိမနေတော့ဘူးတခြားအမျိုးသမီးတစ်ယောက်နဲ့ဖောက်ပြန်ပြီးစွန့်ပစ်သွားခဲ့တာပေါ့
ဒီနာကျင်စရာတွေကိုနားထောင်ပြီးတဲ့နောက်မှာတော့ Frank က Adele ကိုအားပေးရှာပါတယ်။ငါကအဲ့ဒီလိုလူမျိုးမဟုတ်ပါဘူး။မင်းတို့သားမိနှစ်ယောက်လုံးကိုစောင့်ရှောက်ဖို့နဲ့ကာကွယ်ဖို့ငါအစဉ်သင့်ပဲဆိုပြီးတာဝန်ယူလို့စိတ်အပြည့်နဲ့ဂတိပေးလိုက်ပါတော့နဲ့ Frank ကလည်းသူ့ရဲ့နာကျင်စရာအတိတ်ကို Adele ကိုယင်းဖွင့်ပြလိုက်တယ်ဗျာသူဘာကြောင့်ထောင်ချခဲ့ရတယ်လဲဆိုတော့အရင်ကသူ့မှာ Mandy ဆိုတဲ့ဇနီးတစ်ယောက်ရှိခဲ့ဘူးလေကလေးလေးတစ်ယောက်လည်းထွန်းကားခဲ့တာပေါ့ဒါပေမဲ့ Mandy ကမိခင်တစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာအပေါင်းအသင်းမှာပြီးလမ်းမရောက်သွားခဲ့တယ်တရက်မှာတော့အကြီးအကျယ်စကားများကြရင်ဒေါသအဟုန်ကြောင့် Frank က Mandy ကိုတွန်းလိုက်မိရနေနေရနဲ့ရိုက်မိပြီးတေဆုံးသွားခဲ့တာပါပို့ပြီးစိတ်မကောင်းစရာကောင်းလာကအဲ့ဒီအချိန်မှာပဲသူတို့ရဲ့ခလီးလေးဟာလည်းရေချိုးကန်ထဲမှာမတော်တဆတစ်ထားမိရနေအသက်ဆုံးရှုံးသွားခဲ့ရတယ်ဒီလိုကြေကွဲစရာဖြစ်ရဆက်တီကြောင့်ပဲ Frank ဟာလူသားမှုနဲ့ထောင်ဒဏ်ကြက်ခံခဲ့ရတာပေါ့ဒီလိုနဲ့တယောက်အကြောင်းတယောက်ထိသွားပြီးတဲ့နောက်သူတို့ဟာအတူတူအိမ်တန်ရှင်းရေးလုပ်ရင်းတန်ညိုးစံဒီပိုခိုင်မဲလာကြတယ်နောက်တစ်နေ့မနေ့မြို့ကနေမှထွက်ခွာခဲ့မှာဟန်ဒီကသူ့အဖေအရင်စီကိုနှုတ်ဆက်စာလေးတွားထားခဲ့သေးတယ်ဗျာအပြန်လမ်းမှာတော့ရင်တုံစရာပဲရဲရရှိတယောက်ကသူ့ကိုတွေ့ပြီးအိမ်အထိကားနဲ့လိုက်ဖို့အဖေမယ်လို့အတင်းပြောနေတော့တာပဲဟန်ဒီတယောက်ရဲကားပေါ်ကနေဆင်းလာတာကိုမြင်လိုက်ရတဲ့ Adele ခင်ဗျာမှာတော့ရင်ပါကြီးပြုတ်ကြမတဲ့လန်တော်တာပေါ့ဒါပေမဲ့ Adele ကတီတီငင်းငင်းနဲ့ပဲရဲရရှိရဲ့မေးခွန်းတွေကိုတန်တရားမဝင်အောင်ဖြေနိုင်ခဲ့ပါတယ်ရဲရရှိကတောင်သူတို့ပစ္စည်းရွှေ့နေတာကူညီပေးပြီးမှပြန်သွားတာဗျာအပေါ်ထပ်မှာပုံနေတဲ့ Frank ကတော့ဒါကိုကြည့်ပြီးအသေးတရားရဖြစ်နေခဲ့တာပေါ့ရဲရရှိပြန်သွားတာနဲ့ Frank ကအခုချက်ချင်းသွားကြစို့လို့တိုက်တွန်းပြီးမြင်ခီးစရိတ်အတွက် Adele ကဘန်မှာရှိတဲ့ငွေတွေအကုန်ထုတ်ဖို့လိုနေသေးတယ်လीဒါနဲ့ Adele နဲ့ Henry တို့ဘန်ကိုအကေးအလွှားသွားပြီးငွေတွေအကုန်ထုတ်ခဲ့ကြတယ်ဘန်ဝန်တန်းကဘာလို့အကုန်ထုတ်တာလဲလို့မေးတော့လဲမြို့ပြောင်းတော်မှာမို့လို့ပါလို့လီမာပါနတ်စွာဖြေခဲ့ကြတာပေါ့ငွေထုတ်ပြီးအိမ်ကိုအမြန်ဆုံးပြန်လာခဲ့ကြတယ် ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမထင်မှထားတာတွေဖြစ်လာပြီပါအဒဲလို့ဘန်ထွားတော့မှပဲခုနကအိမ်ကြီးချင်းအမျိုးသမီးကြီးကအိမ်ကိုထပ်ရောက်လာပြန်ရော Frank လည်းပုံဖို့အချိန်မရတော့တာနဲ့အင်ကပရိဘောကတွေပြင်ပေးနေတဲ့ပြင်ဆင်ရေးစရာ repairment တယောက်အဖြစ်ဟန်ဆောင်လိုက်ရတာပေါ့အိမ်ကြီးချင်းကတော့ဟုံနှုံးနှုံးနဲ့ပြန်သွားပြီးမြဲ Frank ကတော့သူ့ကိုတန်တရားဝင်သွားပြီဆိုတာတီးလိုက်လို့ရင်းသမတမဖြစ်နေခဲ့ရတယ်အဒဲနဲ့ Henry တို့ငွေထုတ်ပြီးပြန်ရောက်လာတဲ့အချိန်မှာပဲအိမ်အပြင်ဘက်မှာရဲကားတန်တွေဥဩဆွဲပြီးဝိုင်းထားလိုက်ကြပါပြီအဲ့ဒီအိမ်ကြီးချင်းကရဲကိုတအင်းပေးလိုက်တာဗျာထွက်ပြေးစရာလမ်းမရှိတော့တဲ့အဆုံး Frank ဟာနောက်ဆုံးလက်ဆောင်အနေနဲ့အဒဲကိုတားမိကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒါကတော့အဒဲနဲ့ Henry ကိုကျိုးနေပြန်တုတ်ထားလိုက်တာပဲဒါမှသာရဲတွေကသူတို့တားမိကိုအကျဉ်းသားကိုကူညီသူတွေလို့မထင်ပဲဓားစာကန်တွေလို့ထင်သွားအောင်လို့လေအဲ့ဒီနောက်မှာတော့ Frank ဟာလက်နက်ချအဖမ်းခံလိုက်ပါတော့တယ်ထောင်ကနေထွက်ပြေးမှုအတွက်ထောင်ဒဏ်10နှစ်အပြင်အဒဲတို့တားမိကိုပြန်ပေးဆွဲထားတယ်ဆိုတဲ့အမှုအတွက်နောက်ထပ်15နှစ်စုစုပေါင်း25နှစ်တိတိထောင်ဒဏ်ထပ်တိုးချမှတ်ခံလိုက်ရတယ်ဗျအဒဲခါတော့တရားခွင်မှာ Frank ဟာလူကောင်းတစ်ယောက်ဖြစ်ကြောင်းသူ့ကိုဘာမှအန်ဒီရမပြုခဲ့ကြောင်းအသေးအတန်တက်တည်ထွက်ဆိုပေးခဲ့ပြီးမြဲသူတို့ရဲ့ဥပဒေစနစ်ကရက်ဆက်လွန်းပါလေဗျအဒဲရဲ့ထွက်ဆိုချက်က Frank ကိုကူညီရမရောက်ပဲအဒဲကိုယ်တိုင်ပါအချင်းပါကိုကာကွယ်ပေးမှုနဲ့စုဝဲခံရမလို့ဖြစ်သွားခဲ့တာပေါ့ တရားခွင်မှာ Adele က Frank ကိုကာဝယ်ပေးဖို့စ조사ခဲ့ပေမဲ့အချင်းတွေကပိုးဆိုးသွားခဲ့တယ်ဗျ Frank ကိုသူတို့နဲ့ပိုဝေးတဲ့အချင်းအောင်တစ်ခုစီကိုပြောင်းရွှေ့ပြစ်လိုက်ကြတာပေါ့အဲ့ဒီအချိန်ကစပြီး Adele ခင်ဗျာမှာတော့ Frank ရဲ့လွတ်မြောက်ရေးကိုနှစ်ပေါင်းများစွာအထီးကျန်စွာနဲ့စောင့်ဆိုင်ရင်းကြံရစ်ခဲ့ရပါတော့တယ်တစ်ဖက်မှာလည်းတားဖြစ်သူ Henry ဟာအရွယ်ရောက်လာတဲ့အခါသူ့ရဲ့ဖခင်အရင်နဲ့ပဲတွားနေဖို့ဆုံးဖြတ်ခဲ့တယ်လို့တငယ်ချင်းမလေးဆာရာနဲ့လည်းခဏခဏလမ်းခွဲခဲ့ကြရတယ်ဗျအချိန်တွေတဖြည်းဖြည်းကုံဆုံးသွားတဲ့အခါ Henry ဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာခဲ့တယ်သူဘာလုပ်ငန်းလုပ်တယ်မှတ်လဲငငယ်တုန်းက Frank စီကနေတင်ယူခဲ့တဲ့နီးစနစ်တွေအတိုင်းပိုင်မောက်ဆိုင်ခွဲတွေတနင်္ဂနွေလုံးမှာဖွင့်လှစ်ခဲ့တာပါသူဘလောက်ပဲအောင်မြင်ပါစေဒုက္ခရောက်နေတော့ကဖခင်တယောက်လိုနှွေးထွေးမှုပြီးခဲ့တဲ့ Frank ကို Henry ဘယ်တော့မှမမေ့ခဲ့ဘူးဗျသူဟာထောင်ထဲက Frank စီကိုမှန်မှန်စာရေးတယ်လို့ Frank ကလည်းမင်းလိုလူတယောက်ဖြစ်လာတာကိုငါတကယ်ဂုဏ်ယူပါတယ်ဆိုပြီးပြန်စာတွေအမြဲရေးခဲ့တယ်နောက်ဆုံးမှာတော့ Henry ဟာသူ့အရင်ချစ်ရတဲ့ Sarah နဲ့လည်းပြန်ဆုံပြီးလက်ထပ်နိုင်ခဲ့တာပေါ့ဇလန်ရဲ့နောက်ဆုံးအခန်းမှာတော့စောင့်စားခဲ့ရတဲ့နှစ်ပေါင်း25နှစ်ဟာကုန်ဆုံးသွားခဲ့ပါပြီ Frank ကထောင်ကနေနောက်ဆုံးမှလွတ်မြောက်လာခဲ့တယ်ဗျဇပင်တွေဖြူနေပြီးဖြစ်တဲ့ Adele နဲ့ Frank တို့ဟာနှစ်ပေါင်းများစွာဝီးကွာနေခဲ့ပေမဲ့သူတို့ရဲ့အချစ်တွေကတော့ကစက်ကလေးမှမလော့ပါသွားခဲ့သူတို့နှစ်ယောက်ဟာကြံရှိတဲ့ဘဝတက်တန်းတစ်လျှောက်လုံးကိုခွဲမရအောင်အတူတူနေထိုင်သွားဖို့ဆုံးဖြတ်လိုက်ကြရင်ဒီဇလန်လေးဟာပြီးပြည့်စုံတဲ့ညီကုန်းကိုရောက်ရှိသွားပါတော့တယ်